ဥညံတို့လမ်းလျှောက်နေရင်ဖက်နှက်အောင်မှာတခုခုစေးကက်ကက်ကြီးဖြစ်သွားတာမျိုးကြုံဘူးကြမှာပါအဲ့ဒီအခါဘသူကများ PK ကိုစီကမ်းမဲ့ထွေးပစ်ခဲ့တာလဲဆိုပြီးစိတ်ထဲကကျိန်ဆဲမိတတ်ကြပါတယ်ဒါပေမဲ့ဥညံတို့ရဲ့ပါစက်ထဲမှာအမြဲတမ်းတမြုံမြုံဝါနေတတ်တဲ့ဒီ PK ဆိုတာဟာရှေးခေတ်ကစေဝါတစ်ခုဖြစ်ခဲ့ဘူးသလိုတာယာလုပ်ဖို့စ조사ရင်းလွဲချော်သွားခဲ့တဲ့စမ်းသက်ချက်တစ်ခုလည်းဖြစ်ခဲ့ဘူးပါတယ်ကဲဒီနေ့ဥညံတို့ဝါနေကြ PK လေးတွေရဲ့အံ့ဩစရာသမိုင်းကြောင်းကိုပြောပြပေးသွားမှာပါ PK ဆိုတာခေတ်သစ်လူသားတွေမှာစဝါတာမဟုတ်ဘူးဗျလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကြောက်ခေတ်ကလေးကဥညံတို့ရဲ့ဘိုးဘေးတွေဟာပျော့ပျော့အီအီတစ်ဆေးတွေကိုဝါခဲ့ကြတာပါဖိုင်လန်နိုင်ငံမှာရှေးဟောင်းသူတေသနပညာရှင်တွေကကြောက်ခေတ်ကတစ်ဆေးခဲလေးတစ်ခုကိုတွေ့ခဲ့ရတယ်အဲ့ဒီတစ်ဆေးခဲပေါ်မှာလူတွေရဲ့တွားရတွေထင်ကျန်နေတာကိုတွေ့ရတဲ့အတွက်အဲ့ဒီခေတ်ကလေးကကတွင်းတန်အောင်ဒါမှမဟုတ်တွားကြိုက်တာပျောက်အောင် PK ဝါတဲ့အလေးထားရှိခဲ့တယ်ဆိုတာသက်သေပြနေတာပေါ့ရှေးကရီလူမျိုးတွေဆိုရင်လည်းမက်စတလို့ခေါ်တဲ့တစ်ပင်မှထွက်တဲ့အဆေးတွေကိုဝါခဲ့ကြသလိုမက္ကဆီကိုကမာယန်လူမျိုးတွေကတော့ချီကယ်လို့ခေါ်တဲ့တစ်ဆေးကိုဝါခဲ့ကြတာပါသူတို့ကတော့ထူးထူးခြားခြားပဲရေငက်ပြေဖို့နဲ့ဗိုက်စာရာခံနိုင်ဖို့အတွက်အလုံးလုံးရင်ဝါခဲ့ကြတာလို့တွေ့ရှိရပါတယ်တကယ်တော့ဥညံတို့အခုမြင်နေရတဲ့ PK ပုံစံမျိုးဖြစ်လာဖို့ကအမတော်တဆမှုတစ်ခုကနေစတင်ခဲ့တာလို့ပြောရမယ်ဗျ1860ဝန်းကျင်မှာမက္ကဆီကိုကဗိုလ်ချုပ်ကြီးဆန်နာအန်နာဟာအမေရိကန်နိုင်ငံနယူးယောက်ကိုရောက်လာခဲ့ပါတယ်။သူနဲ့အတူချီကယ်လို့ခေါ်တဲ့တစ်ဆေးတွေကိုအိတ်ကြီးတွေနဲ့အများကြီးတည်လာခဲ့တာပေါ့။အဲ့ဒီမှာသူကတီထွင်သူသောမတ်အထံနဲ့တွေ့ပါတယ်။ဗိုလ်ချုပ်ကြီးကဒီအစည်းတွေနဲ့ကားရာယာတွေဖက်နှက်တွေလုံးလို့ရမလားစမ်းကြည့်ပါဦးဆိုပြီးပေးခဲ့တာပါ။အေဒန်ဟာတစ်နှစ်ပတ်လုံးအဲ့ဒီတစ်ဆေးတွေကိုသုံးပြီးရပါဖြစ်အောင်အမျိုးမျိုးကြိုးချက်စမ်းတက်ခဲ့ပေမဲ့လုံးဝမအောင်မြင်ခဲ့ပါဘူး။တော်တော်လေးစိတ်ပြက်ပြီးအရှုံးပေးတော့မဲ့အချိန်ပေါ့။ဒါပေမဲ့တနေ့မှာတော့သူဟာဆေးဆိုင်တစ်ခုတည်းကိုဝင်သွားရင်းနဲ့ကလေးမလေးတစ်ယောက်ကပိုင်ယာဖင်းဝက်စ်နဲ့လှုပ်ထားတဲ့ဝါးစရာပစ္စည်းလေးကိုဝယ်နေတာတွေ့လိုက်ရတယ်။အဲ့ဒီမှာအေဒန်ကနေပါဦးငါစီမှာရှိတဲ့တစ်ဆေးကဒီဖျောင်းထက်ဝါလို့ပိုကောင်းတာပဲဆိုပြီးအကြံရသွားပါတယ်။အိမ်ပြန်ရောက်တာနဲ့သူ့ရဲ့မိဖို့ချောင်ထဲမှာကြံနေတဲ့တစ်ဆေးတွေကိုကြိုချက်တကြားလေးတွေထည့်ပြီးလုံးကြည့်လိုက်တော့ပေါ့။အဲ့ဒီမှာပဲဝါလို့အရန်ကောင်းတဲ့ PK ဖြစ်လာပါတော့တယ်။အဲ့ဒါဟာကမ္ဘာပထမဆုံးစီးပွားဖြစ်ရောင်းချတဲ့အေဒန်နယူးယောက် PK ရဲ့အစပဲပေါ့အဲ့ဒီနောက်မှာတော့ PK ကိုပိုပြီးနာမည်ကြီးသွားစေတာကဝီလျံရစ်ကလေးဆိုတဲ့သူပေါ့တကယ်ကသူ့ကုမ္ပဏီက PK ရောင်းတဲ့ကုမ္ပဏီမဟုတ်ဘူးဗျဝီလျံရစ်ကလေးဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာစက်ပြာနဲ့မုတ်ဖုတ်ပေါင်တာတွေကိုတအိမ်တဆင်းလိုက်ရောင်းတဲ့သူပါသူကသူ့ပစ္စည်းတွေကိုဝယ်တဲ့သူတွေကိုလက်ဆောင်နေနဲ့ PK လေးတွေထည့်ပေးလေးရှိတယ်ဒါပေမဲ့ထူးဆန်းတာကလူတွေကသူရောင်းတဲ့စက်ပြာထက်လက်ဆောင်ပေးတဲ့ PK ကိုပိုကြိုက်နေကြတာပါနောက်ဆုံးမှာတော့ဝီလျံရစ်ကလေးဟာစက်ပြာရောင်းတာကိုရက်လိုက်ပြီးငါ PK ပဲရောင်းတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ရာကနေကဘာကျော် PK လုပ်ငန်းကြီးဖြစ်လာတာပေါ့ PK ရဲ့စိတ်ဝင်စားစရာအချက်များဦးနောက်စွမ်းရည်တိုးစေခြင်း PK ဝါတာဟာဦးနောက်ကိုတွေးလည်ပတ်မှုကောင်းစေလို့အာယုံဆိုင်မှုကို10%လောက်အထိတိုးတက်စေတယ်လို့သိပ္ပံနည်းကျလေ့လာမှုတွေကဆိုရပြစံချိန်တင်ဘူးဖောင်းကမ္ဘာအကြီးဆုံး PK ဘူးဖောင်းဟာလက်မ20အထိရှိခဲ့ပူပါတယ်ခမားတို့လည်းမှုဖူးကြတယ်မဟုတ်လားPK ကိုပြောတာစင်ကာပူနဲ့ PK စင်ကာပူနိုင်ငံမှာတော့လမ်းမတွေပေါ် PK တွေမကတ်ကုန်အောင်တန်ရှင်းရေးအတွက်ဆိုပြီး PK ဝါတာကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပါတယ်စစ်မြေပြင်ကရိတ်ခါဒုတိယကမ္ဘာစစ်တုံးကအမေရိကန်စစ်သားတွေရဲ့ရိတ်ခါထဲမှာ PK ကိုမဖြစ်မနေထည့်ပေးခဲ့တာပါအကြောင်းကတော့စစ်သားတွေရဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်လို့ပဲဖြစ်ပါတယ်ကဲတာမန်တစ်စေးခဲလေးကနေကဘာကျော်တဲ့ PK တွေဖြစ်လာတဲ့အထိတမိုင်းကြောင်းကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲခမားတို့ရော PK ဝါလေးရှိလားဘလို့ရတာမျိုးကိုအကြိုက်ဆုံးလဲဆိုတာကိုမန့်မှာပြောပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like ပေးဖို့နဲ့နောက်ထပ်စိတ်ဝင်စားစရာတွေကိုသိချင်တယ်ဆိုရင် channel လေးကို subscribe လုပ်ထားကြဖို့တောင်းဆိုပါတယ်ဗျာအားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ